ဂျပန်ကိုအကျိုးစနစ်သွားတော့မယ်ဆိုတည်ထားတဲ့အချက်၄ချက်ရှိပါတယ်ခင်ဗျာ။ပထမတစ်ချက်ကကျတော့ကျွန်တော် instrument program လို့ခေါ်တဲ့ကျွန်တော်ရေးကြစနစ်ပေါ့နော်။20 visa ရဲ့ HTTP ကျွန်တော်2800အပြင်ကျွန်တော်နောက်ထပ်ဒီအတိုးနှုန်း2%ပေါ့နော်။2ချက်တိုးတော့ကျွန်တော်တို့ပစ်သွင်းရတဲ့ပုံစံမျိုးနဲ့ဖြစ်တယ်ပေါ့နော်။တကူတက်တဲ့အလုပ်ပဲကျွန်တော်ဒေါ်လာ1500အပြင်နောက်ထပ်2ချက်တိုးထပ်ပြီးအတိုးပေးရတယ်ပေါ့နော်။ဒီဟာတွေကကျွန်တော်ဂျပန်ရောက်ပြီးတဲ့ကာလကျမှကိုယ့်ရဲ့လက်စာတွေရနေပြီးတော့ကျွန်တော်တို့ခုတ်ခွဲပြီးတော့ဆက်ရတဲ့ပုံစံမျိုးနဲ့တွားတာဖြစ်ပါတယ်။နံပါတ်2ချက်ကကျတော့ကျွန်တော်တို့ activation fee ပစ်သွင်းရတဲ့ဘိုင်မှာဒီ20 visa ဒေါ်လာ2800အပြင်နောက်ထပ်ကျွန်တော်တို့ဒီဒေါ်လာ400နဲ့1000ကြားကိုကျွန်တော်တို့ဂျပန်ရောက်ပြီးတဲ့ခါကျမှကိုယ့်ရဲ့လက်စာတွေရနေပြီးကျွန်တော်တို့ခွက်ပြီးတော့ဆက်ရတဲ့ပုံစံမျိုးနဲ့သွားတာဖြစ်တယ်ပေါ့နော်နံပါတ်3ချက်ကကျတော့ကျွန်တော် zero cost ပေါ့နော်ဂျပန်ကိုကျွန်တော်ထုတ်ကူတဲ့ visa နဲ့ကျွန်တော်သွားတော့မယ်ဆိုရင်ဒီကတော့ကျွန်တော်တို့ဘဝရှောက်ရေးနဲ့စတာဆိုင်လုပ်ငန်းတွေကိုဒီ zero cost နဲ့တကူတဲ့ visa နဲ့တော်တော်ရတဲ့အပိုင်းတွေလည်းကျွန်တော်ရှိတယ်ပေါ့နော်နံပါတ်4ချက်ကကျတော့ကျွန်တော် scholarship လို့ခေါ်တဲ့ဒီစုစုပေါင်းကျွန်တော်စိတ်မျိုးရှိတယ်ပေါ့နော်ဥပမာတည်င်းစာ scholarship တို့ပြီးရင် kind scholarship တို့ lesson scholarship တို့ကားပြပြရေးပေါ့နော်အခုလိုမျိုး scholarship နဲ့သွားမယ်ဆိုရင်လည်းဂျပန်မှာကျွန်တော်တို့ဒီထောက်ပံ့ကြေးတွေ scholarship တွေကျွန်တော်ရရှိတော့မှာဖြစ်ပြီးတော့ဒီကြောင်းပြီးသွားတဲ့ခါကျမှကျွန်တော်တို့တက်မှတ်ထားတဲ့နေရာတွေမှာကျွန်တော်တို့ပြန်ပြီးတော့လုပ်ပြရတဲ့ပုံစံမျိုးနဲ့သွားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဂျပန်ကိုကျွန်တော်တို့ဒီအကျွေးစနစ်သွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီဆာကူရာဘခုတ်ကိုကြောင်းခွဲမှာလည်းလူကလာရောက်ပြီးတော့ထိစိစပမင်းလို့ရတယ်ပေါ့နော်ဘခုတ်ကြောင်းခွဲကျွန်တော်လိပ်စာတွေကကျတော့ကျွန်တော်အမှတ်နဲ့ရွှေစနစ်လမ်းပေါ်မှာတိကျဖြစ်ပြီးတော့နေရာနာတဲ့စီများအတွက်လည်းကျွန်တော်တို့ရထားလေးအဆောင်နေမင်းလေးဆောင်နေစီစဉ်ပေးပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရတဲ့အတွက်လည်းထူးဝဲတိရှိပါတယ်ခင်ဗျာ